1962 ခုနှစ်အမေရိကန်နဲ့ရုရှားတို့ရဲ့အနုမြူစစ်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့်တကမ္ဘာလုံးအားထိတ်လန့်နေကြတဲ့အချိန်မှာသိပ္ပံပညာရှင်ကယ်ပန်ကလည်းဒီသတင်းတွေကြောင့်အရန်ကိုစိုးရိမ်နေပြီးတော့သူ့အိမ်ရဲ့အောက်ထပ်မှာအနုမြူတန်ခံနိုင်တဲ့အစစ်မြင့်မြောက်ဘုံကိုချင်းအကြီးတစ်ခုကိုလျှို့ဝှက်တိစောက်ထားခဲ့ပါတယ်။အဲ့ဒီထဲမှာ35နှစ်စာလောက်လောင်းငါမဲ့အစားစရာတောက်စရာတွေစာအုပ်တွေခိမိဆက်ပစ္စည်းတွေကိုအပြည့်အစုံဖြည့်ထားတာပါ။ဒီနေ့တော့ကယ်ဘရနိုလီမီယာသူတို့အိမ်မှာအခန့်ပွေးလေးလုံနေတော့ရုတ်တရက် DB မှာကျူဘာတုံးကြီးအကျဲတဲ့သတင်းလာနေပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ဘော်ကနေဆက်ချိုရင်သားရဲ့တိုက်လျင်တစင်းကသူတို့ရဲ့အိမ်မော်ကိုတဲတဲကြီးပြတ်ကျလာပါလေရော။အတန်အကျယ်ကြီးကြားလိုက်ရတော့ကယ်ပင်ကရုရှားရဲ့အနုမြူပုံကျဲပြီးလို့ထင်သွားပြီးတော့ကိုဝင်ဆောင်ထားတဲ့သူ့ရဲ့မိန်းမဟယ်လင်ကိုဆွဲပြီးတော့မီယောက်ခန်းထဲကိုချက်ချင်းပြေးဝင်သွားသွားတော့တယ်။မီယောက်ခန်းတကားကြီးကိုလည်းလော့ချထားလိုက်ပါတယ်။အဲ့ဒီတကားရဲ့စနစ်ကတကားပိတ်လိုက်လို့ရှိရင်နောက်ထပ်35နှစ်ပြည့်မှာအလိုအလျောက်ပြန်ပွေးမဲ့စနစ်ပါ။အပြင်လောကမှာတော့သူတို့အိမ်လေးမီးလောင်ပြကြသွားလို့ကေဘရနိုလီမီယာနှစ်ယောက်လည်းတေးပြီးလို့အကုန်လုံးကတင်သွားကြပါတယ်။မြေဟောက်ခန်းထဲရောက်ပြီးတော့တိတ်မကြခင်မှာပဲဟယ်လင်ကကားလေးတယောက်မွေးဖွားခဲ့ပြီးတော့အတန်လို့နာမည်ပေးလိုက်ပါတယ်။အတန်ကအပြင်လောကရဲ့နေရောင်ကြီးလေရီလင်းချင်းဆိုတာဘာမှမတည်ပဲနဲ့ဒီမြေဟောက်ခန်းချင်းချင်းလေးပဲမှာပဲကြီးပင်းလာခဲ့ရပါတယ်။ကေဘင်ကသားဖြစ်သူကိုသိပ္ပံပညာတွေဘာသာစကားအမျိုးမျိုးနဲ့လက်ဝဲထိုးနည်းတွေကိုသင်ပေးပါတယ်။မိခင်ဖြစ်သူကလည်းအကရဲတချင်းနေနဲ့အပြင်လောကမိန်းကလေးတွေကိုဘယ်လိုလေးလေးစားစားဆက်ဆံရမလဲဆိုတာကို1960ပြည့်နှစ်အလွန်ကလူကြီးလူကောင်းတယောက်ရဲ့ကျင့်ဝတ်တွေကိုလည်းသင်ကြားပေးထားပါတယ်။ဒီလိုနဲ့35နှစ်အချိန်ကာလကြီးကုန်လွန်သွားခဲ့ပြီးတော့1998ခုနှစ်ကိုရောက်ရှိလာပါတယ်။အတန်လည်းအသက်35နှစ်အရွယ်တန်တန်ဆန်းဆန်းယူဂိုကြီးဖြစ်နေပါပြီ။အချိန်စေ့သွားတဲ့အတွက်မြေအောက်ခန်းတကားကြီးကအလိုလျောက်ပွင့်သွားပါတယ်။ကယ်ဗင်ကလည်းအပြင်မှာအနုမြူရေဒီယိုတက်တီကြွနေရုံပဲလို့ထင်ပြီးတော့အကာအကွယ်ဝတ်စုံကြီးကိုဝတ်ကအပေါ်ကိုတက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့အပေါ်ရောက်တော့သူတို့အိမ်နေရာဟာဟောင်းနွမ်းနေတဲ့အရန်ပါးလေးတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့အပြင်ဘက်မှာဇပင်ပုံစံခက်ဆန်းဆန်းနဲ့60ခုနှစ်ရဲ့ဂိုင်းစတာတွေလမ်းဘေးအရသမားတွေပြီးတော့မိမရှာတွေကိုတွေ့လိုက်ရတော့ကယ်ဗင်တယောက်လန့်ပြတ်သွားပါတယ်။သူကောင်းတဲ့မှာအနုမြူပုံတိုင်ကြောင့်လူတွေအကုန်လုံးကမျိုးရိုးပီစားတွေပြောင်းသွားပြီးတော့တတဝါဆန်းနေလို့မြူတန်နေဖြစ်ကုန်ပြီလို့ထင်သွားတာဗျ။ကျောင်းလန်တကြောင်နဲ့မြေောက်ခန်းနဲ့ပြန်ဆင်းလာပြီးတော့နှလုံးရောဂါပါထားပါလေရော။ဒါနဲ့ပဲအပြင်ထွက်ပြီးတော့နောက်ထပ်နှစ်အနည်းငယ်စာလိုရတဲ့စားစရာပစ္စည်းတွေကိုဝယ်ဖို့တောင်းပန်ကတားပြစ်သူအတန်စီကိုရောက်လာပါတယ်။ကယ်ဗင်ကအတန်ကိုပစ္စည်းဝယ်ဖို့ပတ်စံအစားအရင်ခေတ်ကစုထားခဲ့တဲ့ရှေးဟောင်း baseball ကလေးတွေနဲ့ကုမ္ပဏီရဲ့ share လက်မှတ် store တွေကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့အရေးကြီးဆုံး mission တစ်ခုအနေနဲ့ဒီရောက်မှာနှိုးဆက်ပြန်မသွားအောင်ရနိုင်လို့ရှင်မျိုးရိုးဗီဇမပြောင်းသေးတဲ့မိမလေးတယောက်ပါရှာခိုင်းခဲ့ပါတယ်။ဒီလိုနဲ့1960စတိုင်လူပြိုကြီးအတန်တယောက်ကအပြင်လောကကိုပထမဆုံးအချိန်ခြေထောက်ဝအကြောင်းဖန်လာပါတယ်။အတန်ကမြေရောက်ခန်းထဲကထွက်လာတဲ့ပထမဆုံးမြင်လိုက်ရတာကောင်းကင်ပြပြကြီးပါပဲ။ပြီးတော့ရိုးရီရဲ့မိုးရီရွာချလာတော့ပင်လယ်ကြီးပြိုကျလာတဲ့ဆိုပြီးတော့လန့်သွားသေးပါတယ်။မြို့ပေါ်ရောက်တဲ့အခါမှာလည်းအတန်ရဲ့အမူအရာတွေကလူတွေကြားထဲမှာအရန်ကိုထူးဆန်းနေပါတယ်။သူကကာလန်ကူရင်လက်လေးပြပြီးတေးသေးချာချာကူတယ်။စိုင်းတဲဝင်ရင်လည်းအုတ်ထုတ်လေးချွတ်ပြီးတော့ရင်ကြီးကြီးနှုတ်ဆက်ပါတယ်။အဲ့ဒါဟာပတ်စံလိုချင်တဲ့အတွက်သူ့အဖေပေးလိုက်တဲ့ baseball ကတ်တွေကိုကတ်အယောင်းဝယ်လို့တဲ့ဆိုင်တကူကိုသွားရောင်းလိုက်ပါတယ်။အဲ့ဒီဆိုင်မှာ Eve လို့ခေါ်တဲ့ခေတ်သစ်မင်းမချော်လေးနဲ့စတွေ့လာပါ။ Eve ကဆိုင်ရှင်ကောင်းလေးနဲ့ရီးစားတွေဖြစ်ပြီးတော့အဲ့ဒီကောင်းလေးကအတန်ရဲ့ကတ်တွေကိုဈေးနှိမ်ပြီးလင်းဝယ်ဖို့ကြိုးစားနေရပါ။ဒါပေမဲ့ Eve ကလည်းအတန်ရဲ့ရိုးသားမှုကိုကြည့်ပြီးတော့တနာလို့ဆိုပြီးတော့ကတ်တွေရဲ့တကယ်တန်ကြီးကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ရီးစားပြည်သူနဲ့စကားများပြီးတော့ Eve တရားအလုပ်ပြုတ်သွားပါတယ်။အတန်လည်း Eve ကိုမင်းမင်းချင်းသဘောကျသွားပေမဲ့သူ့အဖေမလိုက်တဲ့မျိုးရိုးဗီဇပြောင်းနေတဲ့မိမဖြစ်နေမလားဆိုပြီးတော့ကြောက်ကြောက်နဲ့အကဲခံနေရတာပေါ့။အလုပ်ပြုတ်သွားတဲ့ Eve ကိုအတန်ကအကူအညီတောင်းပါတယ်။သူဝယ်ရတဲ့ပစ္စည်းတွေကအရင်များနေရောကြတော့ Eve ကိုကားမောင်းပေးဖို့ပစ္စည်းဝယ်ကူဖို့ဒေါ်လာ1000ပေးပြီးတော့ငှားလိုက်ပါတယ်။ Eve ကလည်းအစားကတော့ဒီလူယူနေတာလားလို့ထင်ပေမဲ့ပတ်စံရမှာမလို့သဘောတူလိုက်ပါတယ်။အဲ့ဒီနောက် Eve ကလည်းအတန်ကိုဟိုတယ်တစ်ခုမှာအခန်းငှားထားပေးပြီးတော့နောက်နေ့ကျရင်ပစ္စည်းတွေတော့ဝယ်ကြဖို့ချွေးလိုက်ကြပါတယ်။ဟိုတယ်ရောက်တော့ Eve ကအတန်ကိုသူ့ရဲ့တငယ်ချင်းဖြစ်သူ Troy နဲ့မိတ်ဆက်ပေးပါတယ်။ Troy ကဂေးတယောက်ပါ။ Troy ကအတန်ရဲ့ခေဟောင်းယဉ်ကျေးမှုအပြောဆိုအဝတ်စားဝတ်ဆင်ပုံတွေကိုအရန်ကိုသဘောကျသွားပြီးတော့အတန်ကို fashion ပိုင်းဆိုင်ရာတွေကိုကူညီပေးပါတော့တယ်။နောက်နေ့တွေမှာအတန်နဲ့ Eve တို့က Costco လူစည်းဝယ်စင်တာကြီးတွေမှာပစ္စည်းတွေအတူတူလိုက်ဝယ်ပေးရင်းနဲ့အတန်ရဲ့ရိုးသားပြုစင်မှုမင်္ဂလေးတယောက်ကိုတန်ဖိုးထားမှုတွေကို Eve ကသတိထားမိလာပါတယ်။60ခုနှစ်မင်္ဂလေးတွေကိုအသုံးချဖို့လောက်ပဲတည်ရဲ့ယောက်ျားတွေနဲ့မတူပဲအတန်က Eve ကိုတကယ်မင်းသမီးလေးတစ်ပါးလို့ဟူးဆိုင်နေတာပါ။ဒီလိုနဲ့ပစ္စည်းတွေလိုက်ဝယ်ရင်အတန်ရဲ့အိတ်ကတ်ထဲကပတ်ဆက်တွေကလည်းတဖြည်းဖြည်းကုန်းလာပါတယ်။ဒါပေမဲ့ပြဿနာတော့မရှိပါဘူး။ဘာလို့လဲဆိုတော့အတန်ရဲ့အဖေထည့်ပေးလိုက်တဲ့1960ပြည့်လွန်က stock ရှိရလက်မှတ်တွေဥပမာ IBM ကုမ္ပဏီလိုဟာမျိုးတွေကအခု60ခုနှစ်မှာဒေါ်လာတန်းချီပြီးတန်းနေပါပြီ။ပြီးတော့ရှီအောင် baseball ကတ်တွေကလည်းတန်ဖိုးအရန်ကြီးနေတော့အတန်တယောက်သူ့ကိုယ်သူမသိလိုက်ပင်နဲ့ရုတ်တရက်တထင်းကြီးဖြစ်နေပါပြီ။ဒီအချက်ကို EP အတငယ်ချင်းကေးလေး try ကတီးတော့အတန်ကိုတကယ်ကိုနှက်သားလေးတစ်ပါးလို့ကူးကွယ်ပါတော့တယ်။
Trying ကအဒန်အတွက်ခင်မီတဲ့ဝဇာရဲ့ဝဲပေးပြီးမဲ့အဒန်တယောက်ကတော့သူ့ရဲ့ကိုယ်ပိုင်ထောက်က60စတန်ခတ်မှတ်မိုင်ဝစ်စုံတွေဝဲယူဝစ်ခဲ့ပါတယ်။တညမှာတော့ Eve နဲ့ Trying တို့ကအဒန်ကိုမျိုးတွေကနာမည်ကြီးကလပ်တစ်ခုခေါ်သွားကြပါတယ်။အဲ့ဒီကလပ်မှာအဒန်တယောက်ကသူ့အမေသေးချာသေးပေးထားတဲ့ခေအောင်အကစွမ်းရည်တွေကိုထုတ်ပြလိုက်ကကလပ်တစ်ခုလုံးပါဇက်ဟောင်းသာဖြစ်သွားပါတယ်။ Eve ကိုတွဲပြီးတော့ professional dancer တယောက်လိုလှည့်ပတ်ကပြလိုက်တော့ Eve တယောက်လည်းအဒန်ကိုတကယ်ကြီးကြွေသွားမှာတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပြဿနာလာစတတ်ပါတယ်။ Eve ရဲ့ရီဇာဟောင်းကလည်းကလပ်ထဲရောက်လာပြီးတော့ Eve ကိုအတင်းအာဒမလာဆွဲခေါ်ပါလိရောဒီမင်းဝင်မြင်လိုက်ရတဲ့လူကြီးလူကောင်းလေးအဒန်တယောက်ကတော့ပဲကြီးနေနိုင်မှာမလဲ Eve ကိုကဝယ်ဖို့ချက်ချင်းရှိထွက်လာပါတယ်ရီဇာဟောင်းကအဒန်ကိုစပြီးထိုးကိုလို့တော့အဒန်ကသူ့အဖေသင်ပေးထားတဲ့1960စတိုင်လက်ဝတ်အကွက်တီနဲ့ပြန်ချလိုက်ပါတယ်ခြေလန်းတွေကအစားတကယ် professional လက်ဝတ်သမားရဲ့လိုပဲတည်တယ်လို့တော့ Eve ရဲ့ရီဇာဟောင်းတရားအဒန်လက်သီးချက်တွေအောင်မှအလဲကွက်ဖြစ်သွားပါတယ်ဒီဖြစ်အပြီးမှာတော့ Eve ကအဒန်ကိုသူမရဲ့အိမ်ကိုခေါ်သွားပြီးတော့နှစ်ယောက်သား romantic ဆန်းဆန်းအချိန်လေးတွေကိုကုံဆုံးခဲ့ကြပါတယ်အဒန်လည်း Eve ကိုတကယ်ချစ်သွားပြီဖြစ်လို့မလင်ငါခြင်းတော့ပါဘူးဒါကြောင့်သူ့ရဲ့တကယ်ဖြစ်ရမှန်ကိုဖွင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူကညီကြီးအောက်ကဘုံခုကြီးနေမှာ35နှစ်လုံးလုံးနေခဲ့တာပါပြီးတော့အပေါ်မှာအနှုတ်ငွေဘုံတွေကြားထားလို့လူတွေကမျိုးပီစာပြောင်းသွားပြီလို့ထင်နေတာဆိုပြီးတော့အစားအဆုံးအမှန်တိုင်းပြောပြလိုက်ပါတယ်ဒီစကားတွေကိုလည်းကြာရော Eve တယောက်ကစက်သေးတွေပါထားသွားပါတယ်ဒီကောင်လေးရုပ်ကလေးချောတဲ့လောက်တကယ်ယူနေတာပဲလို့ထင်သွားပြီးတော့အဒန်ကိုစိတ်ကြမ်းမရေးစင်ယုံပို့ဖို့ဆရာဝန်တွေကိုလှမ်းခေါ်လိုက်ပါတယ်ဆရာဝန်တွေရောက်လာပြီးတော့အဒန်ကိုဖမ်းဖို့လုပ်တဲ့အချိန်မှာအဒန်တယောက်အချင်းချင်းကိုသဘောပေါက်သွားပါတယ်သူအမှန်တိုင်းပြောနေတာဘယ်သူမှမယုံကြဘူးဆိုတာသိလိုက်ရတော့အယံဝမ်းနဲ့သွားပြီးတော့သူတို့လက်ထဲကနေရုံပြီးတော့ထွက်ပြေးသွားပါတော့တယ်အဒန်ဟာသူ့ရဲ့ဟိုတယ်အခန်းကိုပြန်သွားပြီးတော့ပစ္စည်းတွေအကုန်သိမ်းတယ်ပြီးတော့သူဝယ်ထားတဲ့ပစ္စည်းတွေအားလုံးနဲ့တကွာဒေါ်လာတန်းရှိတန်တဲ့ store share လက်မှတ်တွေရှေးအောင်ပစ္စည်းတွေအကုန်လုံးကို Eve အတွက်လက်ဆောင်အပြစ်စားလေးတစ်စောင်ရေးပြီးထားခဲ့လိုက်ပါတယ်မင်းလိုမျိုးဗီဇမပြောင်းထားတဲ့မင်းကလေးကိုတွေ့ခဲ့ရတာအယံဝမ်းသာတယ်ဒါပေမဲ့သူကတော့သူ့အဖေနဲ့အမေရှိရဲ့မြေရောက်ခန်းထဲကိုဝယ်အထီးကျန်စွာပြန်သွားရတော့မဲလိုရေးထားခဲ့ပါတယ်ပြီးတော့သူ့အဖေစီကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဟိုဘက်မှာ Eve နဲ့ Trying တို့ကဟိုတယ်ကိုရောက်လာတော့ Adam ထားခဲ့တဲ့ PC တွေနဲ့စာကိုတွေ့တော့ပါတယ်။ Trying ကအဲ့ဒီ stock share လက်မှတ်တွေကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာဒါတွေကအတုတွေမဟုတ်ဘဲနဲ့တကယ်အစ်စ်တွေဖြစ်နေလာကိုတွေ့လိုက်ရပါတယ်။ပြီးတော့ Adam ရဲ့ခန္ဓာကိုယ်မှာဘယ်စီတူအရာမှမရှိဘူးပဲမှတ်ပုံတွေပဲစေးုံမတာမှမရှိဘူးဆိုတာကိုစုံစမ်းသိရှိသွားတဲ့အချိန်မှာတော့Adam ပြောနေရတာအားလုံးအမှန်တွေပဲတကယ်ပဲမြေရောက်ခန်းထဲကလာတာပဲဆိုတာကို Eve တယောက်ရှင်းရှင်းလင်းလင်းကြီးသဘောပေါက်သွားပါတယ်။ဒါနဲ့ Eve လည်း Adam ကိုတားကိုအမြန်ပြေးလိုက်ပါတော့တယ်။Adam မြေရောက်ခန်းထဲဝင်သွားပြီးတော့တကားပြန်ပိတ်သွားရင်နောက်ထပ်35နှစ်ပြည့်မှပြန်ပွင့်မှာဆိုတော့အချိန်ကအရန်ကန့်နေပြီလေ။ Eve တယောက်ကားကိုအမြန်ဆုံးမောင်းပြီးတော့ Adam ရှိနိုင်မဲ့မြေရောက်ခန်းတကားဝါနေအောင်လိုက်ရှာပါတယ်။ကန်လောင်ထောက်မှဆိုပဲ Adam ကတကားကိုပိတ်ဖို့လုပ်နေတဲ့အချိန်လေးမှာပဲ Eve ကအချိန်မီရောက်သွားပါတယ်။ Eve ကအဒန်ကိုဖတ်လိုက်ပြီးတော့သူယုံတဲ့အကြောင်းကိုပြောပြီးချစ်တယ်လို့လည်းပြောလိုက်ပါတယ်။အဒန်ကလည်းအရန်ကိုဝမ်းသာသွားပြီးတော့ Eve ကိုသူ့ရဲ့မိဘတွေဖြစ်တဲ့ Kelvin နဲ့ Helen တို့စီကိုခေါ်သွားပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်။ Kelvin ကတော့မျိုးပီဇာမပြောင်းထားတဲ့အတန်စင်နဲ့ Dream ချိုချိုလေးကိုတွေးလိုက်ရတော့ဝမ်းသာလုံးလို့ပါဇက်တော်မပိန်နိုင်တော့ပါဘူး။ Eve က Kelvin တို့ကိုအပြင်ကပောင်မှာဘာအနုမျိုးပုံမှမကြခဲ့ကြောင်းစစ်ပွဲတွေလည်းမရှိခဲ့ကြောင်းသိစာရှင်းပြလိုက်ပါတယ်။နောက်ဆုံးဇာတ်သိမ်းမှာတော့ Adam နဲ့ Eve တို့ဟာ Adam ရဲ့ share တွေကနေရလာတဲ့ဒေါ်လာတန်ပေါင်းများစွာသောငွေတွေနဲ့အင်ကြီးတစ်လုံးကိုစောက်လိုက်ကြပါတယ်။ပြီးတော့သူ့ဖေနဲ့အမေတို့လည်းအဲ့ဒီအင်ကြီးရဲ့အောက်မှာမြောက်ခန်းတစ်ဆက်ဆက်တစ်ခုထပ်ဆောက်ပေးထားပြီးတော့မြို့ပြရှင်ရှင်နေထိုင်သွားကြပါတယ်။ Adam နဲ့ Eve တို့ရဲ့ရေစရာကောင်းတဲ့အချစ်စံလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like တင်နှိပ်ပြီးတော့နောက်ထပ်ဇာတ်ကားကောင်းတွေကိုဆက်ကြည့်ဖို့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ဗျာ။ဘယ်ကားကိုထပ်လုပ်ပေးရမလဲဆိုတာကိုလည်းကိုယ့်ဘက်မှာရေးခဲ့ပေးလို့ရပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်